အနာနာမှမရှိတဲ့ဘဒူးမားတဲ့အခါလွဲဆိုပြီးတော့စက္ကန့်ပိုင်းအတွင်းမီလီယံချီပေါက်သွားလို့တာဒီလူကိုတောင်းပန်လာတဲ့နိုင်လူပရိသတ်ကြီးဆိုရှယ်မှာတော့အနာနာမရှိတဲ့ဘဒူးမားတဲ့အခါဆိုပြီးတော့ဖြစ်နေပါပြီနိုင်လူမွတ်နေပြီးတော့လွဲဆိုလိုက်တာကမူရင်းအဆိုရှင်ထက်တောင်ပေါက်သွားခဲ့တာပါနော်အနာနာဘဒူးမှမရှိတော့တဲ့အခါစာသားကတာဒီလူရဲ့လိုသလိုသုံးသချင်းဖြစ်ပါတယ်နိုင်လူဆိုလိုက်မှပဲလူမင်းစတိုင်နဲ့အဲ့ဒီလိုဖြစ်သွားခဲ့ရပါနိုင်လူကတော့သူပါဆိုလိုက်မှန်းမသိဘူးသူလည်းကောင်းနေရဲ့ချင်းဆိုတော့ဆိုပြီးမှပဲဘေးနာကသချင်းတီးပေးတဲ့ကလေးတွေကရဲနေလို့တည်တာလို့ဆိုပါတယ်ဒီဗီဒီယိုကတင်ပြီးချင်းနိုင်ပိုင်းတောင်မကြပဲ2 မီလီယံကျော်ပြီးတော့ပေါက်သွားခဲ့တာဖြစ်ပါတယ်နိုင်လူကလည်းသူမတင်လိုက်ပဲရှေ့ကကလေးတယောက်ရဲ့တင်လိုက်မှုကြောင့်ပေါက်သွားခဲ့တာသိတောင်မသိလိုက်ဘူးလို့ဆိုပါတယ်တမင်လွဲဆိုတာမဟုတ်ပါဘူးသူလည်းရေးချင်းကောင်းနေတဲ့အချိန်ဆိုတော့လမ်းထိပ်ကိုကွန်းထွက်ဝင်ရင်းနဲ့တပုတ်လိုက်ဆိုပေးပါဆိုတော့ဆိုလိုက်တာလို့ပြလာခဲ့တာဖြစ်ပါတယ်နိုင်လူဆိုမှပဲအလုံးပါဇက်ပြားမှာအနာနာမရှိတဲ့ဘဒူးမှားတဲ့ခါဆိုပြီးဖြစ်နေလို့မိုးရင်သချင်းတောင်မေးတေးတေးဖြစ်သွားခဲ့ကြပါပြီနော်တချို့အလွဲတွေကမကောင်းပေမဲ့ဦးနိုင်လူကြီးလွဲသွားတာကတော့စစ်စရာကောင်းသွားခဲ့ပြီးတော့သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်ပန်းအိုးလေးကြောက်ကွဲခဲ့သမျှအားလုံးရဲ့အမုန်းတွေကိုတခါတည်းဖြောင်းနိုင်ခဲ့တာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးဦးနိုင်လူကလူချမ်းပေမဲ့အသေးနုတဲ့အတွက်လူချမ်းလေးခံစားတတ်တဲ့နှလုံးသားရှိပါတယ်အရင်ထက်ပိုပြီးချစ်ပေးကြဖို့လဲတောင်းဆိုလာပြီးတော့မူရင်းအဆိုရှင်တာဒီလူကိုလည်းတောင်းပန်လာခဲ့တာဖြစ်ပါတယ်မှတ်ချက်လေးကိုလည်းပြပြခဲ့ကြပါအောင်ရှင်